စုချန်ညီလေးရစိတ်အေးထားဆန်းပါမင်းရဲ့နေရာကဒီတိုင်းကြီးဖုန်တက်နေတာပဲဥစ္စာငါရဲ့ရီးစားအစ်ကအိမ်ပြန်နောက်ကျတတ်တော့ကားရက်စရာနေရာမရှိလို့ပါအဲ့ဒီတော့မင်းနေရာကိုထိန်းထားပေးဖို့အဲ့ဒီတော့အတွက်ငါပတ်စံအကုန်ခံပြီးလုပ်ပေးလိုက်တာပေါ့တခြားအပြင်ကားတွေလာမရက်အောင်ကာကွယ်ပေးတာလေတို့တွေကအိမ်နီးနားချင်းအချင်းချင်းတယောက်ကိုတယောက်ကူညီစောင့်ရှောက်ပေးရတာပေါ့ငါပြောတာဟုတ်တယ်မလားအဲ့ဒီနောက်သူကစားတစောင်းထပ်ပို့လာသေးတယ်လူငယ်လေးပဲရှိသေးတာအမြင်ကျထားဆန်းပါကိုထက်သားတဲ့လူတွေကိုမနာလို့ဖြစ်မနေနဲ့အသေးဖွဲလေးတွေနဲ့စိတ်ဒုက္ခရောက်မနေပါနဲ့ဒီလိုစိတ်နဲ့ဆိုမင်းဘဝမှာဘလို့အောင်မြင်တိုးတက်မှာလဲဒီကောင်ကအမားကိုအမှန်လုပ်ပြီးကျွန်တော်စီကလက်ခုပ်တန်တောင်မျောလင်းနေသေးတာဗျာသူကကျွန်တော်ပစ္စည်းကိုလူယူတော့ကိုလာဆိုင်ပြီးတော့မှတအဆောက်အုံလုံးကိုဆရာလာလုပ်နေတာဖြစ်ရလေကျွန်တော်ကပဲအပြစ်ရှိတဲ့လူဖြစ်သွားရတယ်ပေါ့ဂရုချက်ကတော့ဆက်ပြီးငြိမ်နေတော့မှာပဲဘယ်သူမှဝင်မပါရဲကြဘူးကြောက်ကပြန်ကားတစ်စီးနဲ့ရှောက်သွားနေတဲ့အဓိကခေါင်းခဲစရာမှန်အားလုံးကတိကျလို့ဘယ်သူမှပြဿနာအရှာမခံချင်ကြတာလေသူတို့အတွက်အဆင်ပြေရင်လည်းပြေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အတွက်တော့အဆင်မပြေဘူးကျွန်တော်ဂရုချက်ထဲမှာပြန်ပြီးစကားမများတော့ဘူးအရှက်မရှိတဲ့လူနဲ့စကားပြန်ပြောနေလို့လည်းဘာမှထူးလာမှာမဟုတ်ဘူးလေကို့စင်တန်းမှာသူတို့လိုအောက်တန်းကျသွားရုံပဲရှိမှာသူကကျွန်တော်ကိုအနိုင်ကျင့်လို့ရမယ့်လူအေးလေးလို့ထင်နေတာသူ့ရဲ့ပန်းရောင်ပေါ်ရှိကားကြီးကိုမြင်ပြီးကျွန်တော်ကြောက်တူးတုံနေပြီလို့ထင်နေပုံရတယ်ကောင်းပြီလေညီလေးရမင်းကနေမြေလူတဲ့ကစားပွဲဆော့ချင်တာပေါ့လေမင်းရဲ့တော်လေးကိုအဲ့လောက်တောင်သဘောကျနေတာလားအဲ့ဒီထဲမှာဘေးကင်းလိမ့်မယ်လို့ထင်နေတာလားအေးလေကောင်းပြီအဲ့ဒီထဲမှာပဲတစ်သက်လုံးနေသွားလိုက်တော့သူကဂရုချက်ထဲမှာအော်ဟစ်နေတော့ကျွန်တော်ကတော့ဝီချက်ထဲကနေတိတ်တဆိတ်ထွက်လိုက်တယ်အိမ်နီးနားချင်းတွေကတော့ကျွန်တော်လည်းအရင်လူတွေလိုပဲအရှုံးပေးပြီးခေါင်းငုံခံလိုက်ပြီလို့ထင်သွားကြမှာပေါ့ဒါပေမဲ့သူတို့မသိတာကကျွန်တော်ဟာဝန်ဆောင်မှုအပ်တစ်ခုကိုချက်ချင်းဖွင့်ပြီးအကျန်းခံတမဏိတိဆောက်မှုတက်ဆင်ခြင်းနဲ့မြေအောက်ပါကင်းပြုပြင်မုံမှန်ခြင်းလုပ်ငန်းတွေကိုရှာဖွေနေခဲ့ပြီဆိုတာပါပဲကြောက်ကတော့ကောင်းကင်ဘုံရောက်နေတယ်လို့ပြောနေတာပေါ့ကျွန်တော်ကိုလုံးဝနှိမ်ထားနိုင်ပြီလို့သူယုံကြည်နေတာကိုပတ်စံမရှိတဲ့ဘေးအိမ်ကကောင်းလေးပေါ့လေအဲ့ဒီနောက်အဲ့ဒီပန်းရောင်918ကားကြီးကကျွန်တော်နေရာမှာညတိုင်းအချိန်မှန်ရောက်လာတော့တာပဲအဲ့ဒီအဝါနဲ့အမဲရောင်တော်ကြီးကသူ့အတွက်တော့အောင်နိုင်သူရဲ့စုဖလားကြီးလို့ပေါ့သူ့ရဲ့နေမြေအပိုင်စီကြောင်းအောင်လန်စိုက်ထူတဲ့နီလန်းပေါ့လေတောက်ကြနေညရောက်လာခဲ့ပြီမထူးဆန်းပါဘူးဒီကောင်ကလပ်ကိုထပ်သွားပြန်ပြီပေါ့မနက်စောကြီး3နာရီထိုးကနီးမှမင်းကြီးတယောက်ကိုတွဲပြီးရိမ့်ထိုးလျက်သားနဲ့ပြန်ရောက်လာတယ်စက်တန်ကြီးတဟိမ့်ဟိမ့်နဲ့ကျွန်တော်နေရာထဲကိုနောက်ဆုတ်ပြီးဝင်ရက်ကတော့တုံးကိုထောင်လိုက်ပြီးအိပ်ပစ်လိုက်တော့တာပါပဲသူကတော့စနေတနင်္ဂနွေပိတ်ရက်တစ်ခုလုံးကိုအိပ်ပြီးဖြတ်တန်းမှာကျွန်တော်ကသူ့ရဲ့အကျင့်ကိုအလို့ရနေပြီလေအဲ့ဒီစနေနေ့မနက်ခင်းကတော့ကျွန်တော်အကြာကြီးစောင့်မျှော်နေခဲ့တဲ့အချိန်ပါပဲမနက်8နာရီကျော်တာနဲ့တံမဏိတွေနဲ့စက်ပစ္စည်းတွေတင်လာတဲ့ကုန်တင်ကားတစ်စီးကမြေအောက်ပါကင်ထဲကိုတိတ်တဆိတ်မောင်းဝင်လာပြီးကျွန်တော်နေရာအရှိကလမ်းဘေးမှာကက်ရက်လိုက်တယ်ကျွန်တော်လည်းအားကစားဝတ်စုံဝတ်ပြီး secret နှစ်ဖာကိုင်းကပြုံးကြီးရှောက်သွားလိုက်တာပေါ့အလုတ်သမားအဖွဲ့ကိုဥဆောင်လာတာကတော့အသားညူနဲ့ကိုလုံးတောင်ကန်ထရိုက်တာကြီးတယောက်ပါတထေးဝံပေါ့တထေးဝံကကားကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမစ္စတာဆူဒီအလုတ်ကနည်းနည်းစိတ်ဝင်စားဖို့ကောင်းတာပဲလို့ပြောတာပေါ့တို့တွေအဲ့ဒီကားကိုအထဲမှာပဲဒီတိုင်းထားခဲ့ရမှာလားအဲ့ဒီကားကကျွန်တော်ကမဟုတ်ဘူးဗျဒီနေရာကပဲကျွန်တော်နေရာကျွန်တော်လည်းသူ့စီကိုပိုင်ဆိုင်မှုစာချုပ်ထောက်ခံချက်မိတ္တူနဲ့အဆောက်အုံဆောက်လုပ်ခွင့်ပါမစ်တွေကိုကမ်းပေးလိုက်တယ်အားလုံး okay သွားပြီအဆောက်အုံစီမံခန့်ခွဲရေးအဖွဲ့ကိုတော့ကျမ်းပြင်ကိုပိုခိုင်ခန့်အောင်လုပ်ပြီးပိုးမော့ကာကွယ်ရေးအတားအဆီးလုပ်တာလို့ပြောထားတာဆိုတော့တနည်းအားဖြင့်တော့ဟုတ်တယ်လို့ပေါ့ကျွန်တော်ကကျွန်တော်နေရာရဲ့အပြင်ဘက်အစွန်းကအဖြူရောင်နဲ့နမိတ်စီးကိုလက်ညှိုးထိုးပြလိုက်တယ်တထေးဝံဒီစီးကိုမြင်နေမလားအဲ့ဒီစီးရဲ့အတွင်းဘက်အစွန်းလေးတင်ပါတင်အကျန်းခံတံမဏိတားစီတိုင်း3တိုင်ကိုစိုက်ပေးစေချင်တာပါသူခိတ္တငြိမ်သွားတယ်3တိုင်တောင်းလားမစ္စတာစုပါကင်နေရအများစုကဘီခုတုံးအသေးလေးပဲတုံးကြတာလေအခုခမားမှာထားတာကစက်မှုစုံ3အတားစီတိုင်ကြီးတွေဗျဒီကောင်တွေကမြေတင်ကားကြီးတွေကိုတောင်တားနိုင်တဲ့အဆင့်ရှိတာနော်တိုင်တိုင်ချင်းစီကလူကြီးတယောက်ရဲ့ပေါင်လုံးလောက်ကိုတုပ်ပြီးမြေတင်ကားကြီးတွေဝင်တိုက်ရင်တောင်ခံနိုင်အောင်လုပ်ထားတာမျိုးဗျကျွန်တော်ကတော့ပြုံးလိုက်ရင်ပေါ့ဒီရက်ပိုင်းပါကင်ထဲမှာကြွက်ကြီးတွေတောင်းကျနေလို့ပါကျွန်တော်ကနည်းနည်းအစိုးမြင့်တက်ပြီးတတိကြီးတဲ့လူမှုပါနက်နက်လေးသာတူးပေးပါတန်ကူကွန်ကရစ်တိုင်တွေတဲ့အထိအသေးတက်ပြီးခဟေဆော်ပေးပါဗျာ1မီလီမီတာတောင်လှုပ်လို့မရအောင်လုပ်ပေးပါပတ်စံရှိရင်ဘာမဆိုဖြစ်တာပဲလေတထေးဝံကဒါကိုယူနက်နဲ့အလုပ်လို့ထင်ပေမဲ့လည်းသူ့လူတွေကိုစုပြီးအလုပ်ချက်ချင်းစလုပ်တော့တာပါပဲဆက်အကြီးစားကြီးနဲ့အပေါက်ဖောက်တန်ကအမြောက်ကြတယ်လို့မျိုးလွတ်နေတဲ့ပါကင်တစ်ခုလုံးမှာဟိမ့်ထွက်သွားတော့တယ်အကျယ်စင်တီမီတာ20ကျော်ရှိပြီးတင်ကားကြီးတွေလိုတောင်တင်းတဲ့အတားအဆီးတိုင်3တိုင်ကိုကျွန်တော်နေရာရဲ့အစွန်းမှာကျမ်းပြင်အောက်ထဲအထိနက်နက်ရှိုင်းရှိုင်းရိုက်သွင်းလိုက်ကြတယ်တိုင်ရဲ့အောက်ခြေတစ်ခုချင်းစီမှာထူတဲ့တီးကံပုံတံမဏိပြားနှစ်ထပ်ကိုပါထပ်ထည့်ခိုင်းလိုက်သေးတာစွမ်းအားမြင့်ကဟေဆော်ဆက်နဲ့အသေးတက်ပြီးလုံးဝပိတ်ပစ်လိုက်တယ်ကဟေမီးပွားတွေလည်းနေရာအနှက်လွှင့်စင်လို့ပေါ့အခုတော့ပြီးပြည့်စုံတဲ့တံမဏိခန္ဓာတိုင်းကြီးဖြစ်သွားပြီပေါ့ကျွန်တော်နေရာကဘေးပက်ပက်လဲ3ဖက်လုံးမှာနေရန်တွေနဲ့အကာအကွယ်ဖြစ်ပြီးသားလေအခုတော့တခုတည်းသောထွက်ပေါက်ကိုအမဲရောင်တံမဏိတိုင်3တိုင်နဲ့ပိတ်ဆို့လိုက်ပြီးဖြစ်လို့စစ်ခံတက်စတိုင်ကြီးဖြစ်သွားတော့တာပေါ့တိုင်တိုင်နဲ့တိုင်ကြားမှာစင်တီမီတာ40တောင်မပြည့်ဘူးလေပေါ်ရှေးကားတစ်စီးကတော့ဘလို့မှဖြတ်ထွက်လို့ရမှာမဟုတ်ဘူးအမှန်တိုင်းပြောရရင်အဖိုးကြီးတွေစီးတဲ့လျှက်စစ်ကားသေးလေးတွေတောင်ညှက်ပြီးထွက်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီပန်းရောင်918ကားကြီးကတော့အော်ရာမာပြီးလှုပ်ထားတဲ့လှောင်အိမ်နဲ့ပိတ်မိနေတဲ့ပန်းရောင်လေးကြီးတစ်ကောင်လို့အထဲမှာကြံခဲ့ပြီပေါ့အေးစစ်စစ်လေးပေါ့ငင်းချမ်းသွားတာပေါ့ကျွန်တော်လည်းလက်ကိုဖုံခါပြီးတထေးဝံကိုလှုပ်အားကနှစ်ဆပေးကအပေါ်ထက်ကိုပြန်တက်ခဲ့တော့တယ်မွန်းလွဲ2နာရီလောက်မှာတော့ကျွန်တော်ဖုန်းကတုံခါပြီးလုံးဝယူမတက်မြည်လာတော့တာပဲဖုန်းခေါ်ဆိုသူရဲ့ ID ကိုကြည့်လိုက်တော့တခင်လေးကြောက်ဖြစ်နေ